ရော်ဒိုရဲ့စိတ်ထားလေးကိုသိချင်ရပါတော့ဒီဗီဒီယိုလေးကိုစောင်းအောင်နားထောင်ကြည့်ပါလို့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့နားထောင်ကြည့်မယ်နော်ဘယ်နာမည်ကျော်ကစားသမားမှမရှိတဲ့ Ronaldo ရဲ့ကလေးပရိသတ်တွေပေါ်ထားတဲ့လှပတဲ့စိတ်ထားဘောလုံးဝင်းထဲမှာတော့ပွဲနိုင်ရရှိဖို့အတွက်အမြဲတမ်းအာရုံစိုက်ပြီးသူ့ရဲ့ပြတ်သားတဲ့ကစားဟန်ကိုပြသလေးရှိပေမဲ့ Cristiano Ronaldo ဟာငယ်ရွယ်တဲ့ကလေးပရိသတ်တွေနဲ့တွေ့ဆုံရပြီဆိုရင်တော့တခြားကစားသမားတွေနဲ့မတူဘဲအချိန်ပေးပြီးတော့အလွန်ကယူစိုက်တတ်သူဖြစ်ပါတယ်သူဟာဘလောက်ပဲဒါတော့မှန်တရားပဲပေါ့နော်ဝေးရလက်ကြောင့်စိတ်တိုင်းမကျဖြစ်နေပါစေအောင်တော့တွင်းထဲကိုရုန်းကန်ပြီးပြေးဝင်လာတဲ့ကလေးပရိသတ်လေးတွေကိုတွေ့ရင်လုံခြုံရေးတွေကခက်ကြမ်းကြမ်းခေါ်ဆောင်မသွားအောင်လို့ကိုယ်တိုင်ဝင်ရောက်တားဆီးပေးတာမျိုးလည်းရှိပြီးဖက်လဲတကင်းနဲ့နှစ်သိမ့်ဒါရတွေ့ရင်ရပဲပေါ့နော်နောက်ပြီးတော့သူ့စီကိုပြေးလာတဲ့ကလေးတွေကိုအမတ်တရဓာတ်ပုံတွဲရိုက်ခွင့်ပေးတာလက်မှတ်ထိုးပေးတာနဲ့နောက်ဆုံးသူဝစ်ဆင်ထားတဲ့ပွဲထွက်အင်ဂျီကိုတော့မှချုပ်ပေးလိုက်တာမျိုးတွေကိုလိုက်လိုက်လေးလေးပြုလုပ်ပေးတာက Ronaldo ရဲ့အထင်ရှားတဲ့အပြုအမူပါဒီလိုမျိုးကလေးပရိသတ်လေးတွေအပေါ်ထားတဲ့ချစ်စရာကောင်းတဲ့စိတ်ထားဟာတခြားဘယ်နာမည်ကြီးဘောလုံးသမားမျိုးမှတွေ့ရခေလာပါရီဒါရင်မကသေးပါဘူးဝင်းပြင်ပေါက်မှာလေ Ronaldo ဟာယောဂဝေဒနာခံစားနေရတဲ့ကလေးငယ်တွေခွဲစိတ်ကူတာဖို့ငွေကြေးအကျပ်တဲဖြစ်နေတဲ့မိသားစုတွေအတွက်သူ့ရဲ့စူဖလားအချို့နဲ့အင်ဂျီတွေကိုလေးလံပစ်ပြီးတော့ဈေးကူတာစီရဲ့အမြောက်အများလှူဒန်းပေးခဲ့ပူပါရီကင်ဆာယောဂခံစားနေရတဲ့ကလေးငယ်တွေကိုဝဲစင်နေစီတီးတန့်ဖိတ်ခေါ်ပြီးတွေးဆုံစကားပြောပေးရင်သူရဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ပေးခဲ့တဲ့တာရကတွေလည်းရှိပါရီအားကစားသမားတယောက်အနေနဲ့ပြင်းထန်တဲ့စိတ်ဓာတ်နဲ့စံချိန်တွေအောင်မြင်မှုတွေကိုအမြဲတမ်းလိုက်လံရှာဖွေနေပေမဲ့အားပေးရကြတဲ့အောင်ကလေးငယ်တွေအပေါ်ထားရှိတဲ့သူ့ရဲ့စိတ်ရင်းမှန်ကျင်နာမှုတွေကြောင့်ပဲကမ္ဘာတစ်ဝန်းလုံးကလူငယ်မျိုးဆက်သစ်တွေရဲ့ယဉ်ကျေးမှာတော့တကယ်ကိုမှအလေးမြတ်ထားဆန်းပြုရတဲ့ပုံကိုတူပါပြီကျွန်တော်စိတ်ထင်ပါတော့ရော်ဒိုအားပေးရတာကြီးကဘယ်လိုမှနောင်တရစရာမရှိဘူးလို့ပြောချင်ပါတော့သူကကလေးတွေအတွက်တမကကျွန်တော်လူငယ်တွေတော့ပါအားသက်စရာစံပြပုဂ္ဂိုလ်ကြီးသူဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ